မင်္ဂလာရှိသောနေ့တည်ကယူနာတလေးအတွက်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုဥစွာချီးမွမ်းလိုပါတယ်ဒီကနေ့ကျွန်တော်တို့ကအသက်ရှင်တော်မူသောဖျားသခင်နှုတ်ကပတ်တော်အားဖြင့်မိမိရဲ့အသက်တာကိုတဖန်ပြန်လည်ဆင်ခြင်ခွန်အားယူတည်ဆောက်နိုင်ဖို့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ကတော့ရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး20အပိုင်ငယ်15ပဲဖြစ်ပါတယ်နှုတ်ကပတ်တော်မြတ်ကိုကြားနာကြပါစို့ထိုသူကအိုယောရှုမင်းကြီးနှင့်ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့နားထောင်ကြလော့ထာဝရဘုရားမိန့်တော်မူသည်ကထိုအလုံးရင်းကြီးကြောင့်မကြောက်ကြနှင့်စိတ်မပြတ်ကြနှင့်စစ်မှုသည်တင်တို့တာမဟုတ်ဘုရားသခင်တာဖြစ်၏အသက်ရှင်တော်မူသောဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ပါတယ်ကြားနာကြတဲ့ယုံကြည်သူမိသားစုများအယောက်စတဲ့ပေါ်မှာဘုရားသခင်အသစ်တဖန်ကောင်းချီးပေးပါစေဒီကနေ့ဖတ်ရှုလိုက်တဲ့ကျမ်းစကားကတော့ယောရှုမင်းကြီးနှင့်ယူဒလူမျိုးတို့အားဘုရားသခင်၏လူလေဝိအမျိုးမှဆင်းသက်သောယဟာဇေလအပေါ်သို့ထာဝရဘုရား၏ဝိညာဉ်တော်တက်ရောက်၍မိန့်ဆိုသောဘုရားစကားပဲဖြစ်ပါတယ်။ဒီနေရာမှာယောရှုမင်းကြီးနှင့်အတူယူဒလူမျိုးတို့ကိုအဓိကမိန့်ဆိုသောအကြောင်းရင်းကတော့ရန်သူတို့၏ကြီးမားသောအလုံးအင်းနှင့်တိုက်ခိုက်မှုဒုက္ခပြဿနာဘေးကိုမကြောက်ကြနှင့်စိတ်မပြတ်နှင့်ထိုစစ်မှုဒုက္ခအခက်အခဲပြဿနာဘေးကတင်တို့တာမဟုတ်ဘုရားသခင်တာဖြစ်၏ဆိုလိုချင်တာကတင်တို့တာဝန်မဟုတ်ဘူးတင်တို့နဲ့မဆိုင်ဘူးဘုရားသခင်ရဲ့တာဝန်ဖြစ်တယ်ဘုရားသခင်နဲ့ဆိုင်တယ်လို့ဘုရားတာဝန်ယူကြောင်းခွန်အားပေးခြင်းဖြစ်ပါတယ်ဘုရားသခင်ဘာကြောင့်ဒီစကားဒီဂတိတော်ကိုယောရှုမင်းကြီးနဲ့အတူယူဒလူမျိုးတို့ကိုပြောရတာလဲလို့မေးရင်ယောရှုမင်းကြီးနဲ့အတူယူဒလူမျိုးများဟာသူတို့အထံတော်တို့မောဘအမျိုးသားအာမုန်အမျိုးသားအေဒုံအမျိုးသားတို့သည်စစ်တီအင်အားအလုံးရင်းဖြင့်စစ်ချီ၍တိုက်ခိုက်မည်ဟုယောရှုမင်းအားကြားလျှောက်ကြတဲ့အခါထိုသတင်းစကားကိုကြားတာနဲ့တပြိုင်နက်ယောရှုမင်းကြီးကကြောက်၍အပိုက်ငယ်3မှာထာဝရဘုရားကိုရှာခြင်းကအစာရှောင်ရာအချိန်ကိုယူဒပြည်တလျှောက်လုံး၌ကြီးညာစေ၏ထို့နောက်မင်းကြီးနှင့်တကွယူဒလူမျိုးများဟာဗိမာန်တော်၌စုယုံပြီးအစာရှောင်လျက်အပိုက်ငယ်9မှာကျွန်ုပ်တို့အပေါ်မှာဓာဘေးတန်ခတ်ခြင်းဘေးကာလနာဘေးမော့သိပ်ခြင်းဘေးတစုံတစ်ခုရောက်၍နာမတော်ဖြင့်သမုတ်သောဤအိမ်တော်အထံတော်သို့ကျွန်ုပ်တို့သည်ချင်းကပ်၍ဆင်းရဲဒုက္ခကြောင့်အော်ဟစ်ကြသောအခါနားထောင်၍ကယ်မတော်မူပါဟုလျှောက်ထားကြပါပြီထိုကဲ့သို့အမှုရောက်သောအခါထိုဘေးဒုက္ခဆင်းရဲခြင်းအပေါင်းမှကယ်မပေးပါရန်ထာဝရဘုရားသခင်အထံအထူးဆုတောင်းခြင်းအပြင်တိုးဝင်ချင်းကပ်ခြင်းကြောင့်ဘုရားသခင်နားညောင်းပြီးအခြေပြုကျမ်းပိုက်ရယောရှုမင်းကြီးနှင့်အတူယူဒလူမျိုးများထိုအမှုကိုမကြောက်ကြနှင့်မစိုးရိမ်ကြနှင့်စိတ်မပြတ်ကြနှင့်ထိုအမှုသည်တင်တို့တာမဟုတ်ငါတာဖြစ်တယ်ဘုရားသခင်ဂတိပြု၍တာဝန်ယူပေးခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ချစ်တော်ယုံကြည်သူမိသားစုများတင်တဲ့ကျွန်ုပ်ရဲ့အသက်တာမှာလဲယောရှုမင်းကြီးနဲ့အတူယူဒလူမျိုးများကဲ့သို့ဘေးဒုက္ခပြဿနာမိသားစုတိုင်းမှာရှိကြမှာဖြစ်ပါတယ်ပုံစံမတူတာပဲရှိမှာဖြစ်ပါတယ်ရင်ဆိုင်ရတဲ့ဘေးဒုက္ခပြဿနာအကြီးအသေးကွာဟကောင်းကွာဟပါလိမ့်မယ်တေးကြတာကတော့အိမ်တော်ရေးလူမှုရေးပညာရေးစီးပွားရေးစားဝတ်နေရေးကျန်းမာရေးစသဖြင့်အရေးပေါင်းများစွာထဲမှာတစ်ခုမဟုတ်တစ်ခုတော့ဘေးဒုက္ခပြဿနာအခက်အခဲအစင်မပြေမှုနာကျင်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ကြရမှာအမှန်ပဲဖြစ်ပါတယ်ထိုကဲ့သို့ဘေးဒုက္ခပြဿနာတွေရင်ဆိုင်လာရပြီဆိုရင်လူဖြစ်တဲ့အတွက်ကြောင့်အသွေးသားနဲ့တိဆောက်ထားတာဖြစ်လို့ယောရှုမင်းကြီးလိုပဲရင်ဆိုင်ရတဲ့အခါမှာကြောက်တော့ကြောက်မိပါလိမ့်မယ်စိုးရိမ်ကောင်းစိုးရိမ်မိပါလိမ့်မယ်ဒါပေမဲ့လည်းယောရှုမင်းကြီးနဲ့ယူဒလူမျိုးတို့ဟာအထူးဆုတောင်းခြင်းနဲ့ဘုရားသခင်လက်တော်သို့အပ်လိုက်တဲ့အခါမှာဘုရားအထံတော်မှာလာသောအဖြေကမကြောက်နဲ့မစိုးရိမ်နဲ့စိတ်မပြတ်နဲ့တင့်တာဝန်မဟုတ်ဘူးငါတာဝန်ဖြစ်တယ်ငါဖြည့်ရှင်းပေးမယ်ဆိုတဲ့ဂရုတော်ကိုဧကံမလွဲတင်လဲခံစားရရှိမှာဖြစ်သောကြောင့်ဟာလေလုယာဒီကနေ့ယုံကြည်ခြင်းနဲ့တင့်ရဲ့ကြုံတွေ့ရင်ဆိုင်နေရတဲ့အမှုကိစ္စအဝဝကိုဘုရားသခင်တန်ယခုပဲဆုတောင်းပြီးပုံအပ်လိုက်ပါဘုရားသခင်တာဝန်ယူဖြည့်ရှင်းပေးပါလိမ့်မယ်ဇာလံကျမ်းခန်းကြီး39အပိုက်ငယ်9မှာလဲကိုအမှုအရာကိုထာဝရဘုရား၌အနံ့ကြလောကိုတော်ကိုကိုးစားလောတိုးပြုလျင်စီရင်တော်မူမည်လို့မိန့်တော်မူထားတာဖြစ်တဲ့အတွက်ကြောင့်ချစ်တော်ယုံကြည်သူမိသားစုများတင်တဲ့ကျွန်ုပ်တို့ရဲ့အသက်တာမှာဘုရားသခင်တန်ပုံအပ်ပြီးဘုရားရဲ့တာဝန်ယူလျက်စီရင်ပြုပြင်ပေးခြင်းအကျိုးကျေးဇူးကိုခံစားရရှိရအောင်လို့ခွန်အားပေးနှိုးဆော်လိုပါတယ်တကယ်ပဲယောရှုမင်းကြီးနဲ့ယူဒလူမျိုးများတို့ဟာထိုစစ်မှုကိုဘုရားသခင်ထံယုံကြည်ကိုးစားပြီး
အနှံလိုက်တဲ့အခါမှာယူဒလူတို့ကိုစစ်တိုက်ခြင်းကလာသောစိရတောင်သားအာမုံအမျိုးသားမောဘအမျိုးသားတို့သည်အချင်းချင်းထိကြိုက်ပြီးမတိမမြတ်ဖြစ်ကအချင်းချင်းပြန်လှန်ပြီးတိုက်ခိုက်သောကြောင့်အကုန်အစင်တေကျေပျက်စီးခြင်းသို့ရောက်ကြပြီးထိုသူအပေါင်းတို့သည်တယောက်မကြံမြေပေါ်မှာလဲ၍အသေးကောင်များဖြစ်ကြတယ်ဆိုတာကိုတွေးရမှာဖြစ်ပါတယ်အံ့ဩဖွယ်ဘုရားသခင်အလောလုပ်တာဖြစ်ပါတယ်သူကိုယုံကြည်ကိုးစားလျက်ဆုတောင်းသောသူတို့တစ်ဖက်၌ဘုရားသခင်စီရင်ပြုပြင်ပြီးတာဝန်ယူပေးတာယောရှုမင်းကြီးနဲ့အတူယူဒလူမျိုးများဟာထိုစစ်မှုမှာကိုယ်တိုင်တွားရောက်တိုက်ခိုက်စရာမလိုပဲထိုစစ်မှုကိုမိမိကိုယ်တိုင်ဖြည့်ရှင်းစရာမလိုပဲဖယားလက်အပ်လိုက်ယုံနဲ့ဖယားဖြည့်ရှင်းပေးလိုက်တဲ့အခါယောရှုမင်းကြီးနဲ့အတူယူဒလူမျိုးတို့ဟာရန်သူများကြံရစ်သောဥစ္စာများဟာအလွန်အဖိုးထိုက်သောဥစ္စာများဖြစ်သလိုထိုဥစ္စာများကိုသိမ်းယူတာအလွန်များပြားလွန်း၍3 ရက်လုံးသိမ်းယူရတယ်ဆိုတာကိုတွေးရပါတယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူမိသားစုများဒီကနေ့သင်ရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲပြဿနာတွေအမှုကိစ္စအဝဝတွေအားလုံးတို့ကိုဖျားသခင်ထံယောရှုမင်းကြီးနဲ့တို့ယူဒလူမျိုးများကဲ့သို့ယုံကြည်ကိုးစားပြီးပုံအပ်လိုက်ပါတေချာပါတယ်ဘုရားသခင်တာဝန်ယူပြီးအကောင်းဆုံးပြင်ဆင်ပေးမှာဖြစ်ကြောင်းဒီကနေ့နှုတ်ကပတ်တော်လေးအနှဲငယ်အပြင်ဝေငါခွန်အားပေးရင်းညီကုန်းချုပ်လိုပါတယ်ကြားနာကြတဲ့ယုံကြည်သူမိသားစုများအယောက်စတိုင်းပေါ်မှာဘုရားသခင်အသစ်တဖန်ကောင်းချီးပေးပါစေ